သူ့မေရဲ့အလောင်းကိုမျိုးဩဇာလုပ်ပြီးတစ်ခွပန်းစိုက်ပြိုးကသမိုင်းဝင်မိဖုရားကြီးကိုဆက်တက်ခဲ့တဲ့သူ့ဖေရဲ့လုပ်ရက်ကိုမိန်းကလေးကကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရပါတယ်။ဒါ့အပြင်သူကမင်းသမီးရဲ့ခင်ပွန်းလည်းဖြစ်လာခဲ့တယ်။သူအိမ်အောင်ရှိပြီးသမီးတစ်ယောက်ရှိတာကိုဖုံးကွယ်ဖို့အတွက်သူ့ရဲ့ကိုယ်ပိုင်သမီးကိုတောင်အရှင်လက်လက်မိရှို့တက်ဖို့စူးစမ်းခဲ့ပါတယ်။သမီးလည်းမရှိတော့ဘူး။နင်းနဲ့နှစ်အမေရှိနေသေးတယ်ဆိုတာကိုဘသူ့ကိုမှအတိမခံနိုင်ဘူး။သူ့အဖေထွက်သွားပြီးတာနဲ့မိန်းကလေးကနောက်ပတင်းပေါက်ကနေထွက်ပြေးလွတ်မြောက်ခဲ့တဲ့အနှစ်20ကြာပြီးနောက်မှာတော့မိန်းကလေးဟာကျွမ်းကျင်တဲ့ပန်းစိုက်ပြိုးသူတဦးဖြစ်လာခဲ့ပြီးသူ့အမေသေဆုံးခြင်းမရှိသေးတာဖြစ်နိုင်တယ်ဆိုတာကိုသိရှိခဲ့ပါတယ်။စာအုပ်တွေအရတော့သူ့အဖေကသူ့အမေနဲ့စိုက်ပြိုးခဲ့တဲ့ပန်းဟာတားမြစ်ထားတဲ့ပန်းဖြစ်ပြီးအလွန်လှပတဲ့အမျိုးသမီးတစ်ယောက်ကမျိုးစေ့ကိုမျိုးချဖို့လိုအပ်ပါတယ်။အမြင့်တွေသွားတာနဲ့ပန်းကသူ့ရဲ့လေချောင်းကနေပေါက်လာမှာပါလူနဲ့ပန်းကတကိုယ်တည်းအဖြစ်ပေါင်းစည်းသွားတာမို့လူသိရင်ပန်းလည်းညှိုးနှမ်းသွားမှာပါ။ဒါကြောင့်သူ့အမေဟာအသက်ရှင်နေသေးတာဖြစ်နိုင်ပါတယ်ကံကြမ္မာကသူ့ဘက်မှာရှိနေတာကြောင့်ဖြစ်နိုင်ပါတယ်တရက်မှာတော့မင်းသမီးရဲ့အိမ်တော်ကမိဖုရားကြီးကိုပန်းဆက်တဲ့ဖို့အတွက်ဥယျာဉ်မှုတစ်ယောက်ရှာဖွေနေပါတယ်ဒါကိုတီးလိုက်ရတဲ့အခါမိန်းကလေးကအလုပ်လျှောက်ဖို့အတွက်ရှားပါတဲ့တစ်ခွပန်းတစ်ပွင့်ကိုယူဆောင်လာခဲ့တယ်ဒါပေမဲ့တိုက်ဆိုင်ပဲလူတွေစစ်ဆေးတဲ့သူကမင်းသမီးရဲ့ခင်ပွန်းလွန်ခဲ့တဲ့10နှစ်ကသူ့မိကိုတတ်ခဲ့တဲ့သူကိုယ်တိုင်ဖြစ်နေပါတယ်မကြခင်မှာပဲမိန်းကလေးတင်ပြလိုက်တဲ့ငွေတစ်ခွပန်းကအားလုံးကိုအံ့ဩမြင်တက်သွားစေခဲ့ပါတယ်ဩစရာမရှိပဲသူ့ရဲ့ကိုယ်ပိုင်အဖေကပဲရွေးချယ်လိုက်ပါတယ်မိမိရောသမီးကိုအဖေတကယ်မမှတ်မိဘူးပဲအခုသူ့မှာလှုပ်စရာနှစ်ခုရှိလာပါပြီပထမကသူ့မိအသက်ရှင်နေသေးလားဆိုတာစုံစမ်းဖို့ဒုတိယကသူ့အဖေရဲ့ဟန်ဆောင်မှုကိုဖော်ထုတ်ဖို့ပါအဲ့ဒီအချိန်တုန်းကသူ့အဖေကလူတက်မှုနဲ့ဆွဆွဲခံထားရတဲ့စင်းရဲတဲ့ပညာတတ်တစ်ယောက်ဖြစ်ပြီးမှုခင်းဆရာဝန်ဖြစ်လုပ်ကိုင်နေတဲ့သူ့အမေကပဲသူ့ကိုအပြစ်ကနေလွတ်မြောက်အောင်လုပ်ပေးခဲ့တာပါနောက်ဆုံးမှာသူတို့ချစ်ကြိုက်ပြီးလက်ထပ်ခဲ့ကြတယ်အဲ့ဒီခေတ်ကမှုခင်းဆရာဝန်တွေကိုအထင်သေးကြဒါမို့သူ့အမေကိုဝင်ရှိလာတဲ့အခါမှာငါတို့ကလေးကိုမှုခင်းဆရာဝန်ရဲ့ကလေးလို့အညွှန်းခံရတာမလို့ခြင်းဘူးမလားငါ့ကိုယုံပါငါရာရှိဖြစ်လာတဲ့အခါနင့်အတွက်တန်ရှင်းတဲ့ဝိသေသတစ်ခုရအောင်လုပ်ပေးမယ်ဒါနဲ့ပဲသူ့အမေဟာဘယ်သူနဲ့မှအဆက်အသွယ်မလုပ်ပဲမြို့ပြင်ကိုလိုက်သွားခဲ့တယ်သူတို့ဘယ်သူလဲဆိုတာဘယ်သူမှမသိကြပါဘူးဒါပေမဲ့အဲ့ဒီလူကဆောင်မေးပွဲတွေကိုမအောင်မြင်ပဲတစ်စက်နှလုံးလုံးစာချက်ခဲ့ရတယ်မိဖုရားကြီးကတစ်ခွပန်းကိုအလွန်နှစ်သက်မှန်တီးလိုက်ရတဲ့အခါရုံမာတဲ့စိတ်ကူးတစ်ခုသူ့ခေါင်းထဲပေါ်လာခဲ့ပါတယ်အလှပတစ်ခွပန်းကိုဘလို့ဖန်တီးရမလဲဆိုတာရှေးဟောင်းစာအုပ်တအုပ်ထဲမှာသူရှာဖွေတွေ့ရှိခဲ့ပြီးမျိုးဩဇာကလှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့လိုအပ်ပါတယ်ဒါကြောင့်သူနဲ့အခြေတကျအတူရှိခဲ့တဲ့သူ့ရဲ့ကိုယ်ပိုင်ဇနီးကိုပဲရွေးချယ်ခဲ့ပါတယ်ဇနီးဖြစ်သူရဲ့အသက်နဲ့လဲပြီးရရှိလာတဲ့အလှပတစ်ခွပန်းကြောင့်အဲ့ဒီလူဟာဆောင်မေးပွဲအောင်မြင်ခဲ့ရုံတည်းမကပဲမိဖုရားကြီးကမင်းသမီးနဲ့ပါလက်ထပ်ပေးခဲ့ပါတယ်သူ့ရဲ့ဇနီးနဲ့သမီးကိုတတ်လိုက်ရင်မင်းသမီးရဲ့ခင်ပွန်းအဖြစ်ယာဒူးကိုခန်းစားနိုင်မယ်လို့သူယုံကြည်ခဲ့ပေမဲ့သူ့သမီးကမိတောက်တွေထဲကနေထွက်ပြေးလွတ်မြောက်သွားလိမ့်မယ်လို့ဘယ်တော့မှမထင်ခဲ့မိသလို10နှစ်ကြာပြီးနောက်ကလဲစားချေဖို့ပြန်လာလိမ့်မယ်လို့လည်းမထင်မှတ်ထားခဲ့ပါဘူးမကြခင်မှာပဲသူ့အဖေကသူ့ကိုမင်းသမီးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်မင်းသမီးကသူစိုက်ပျိုးထားတဲ့ငွေတစ်ခွပန်းကိုအရန်သဘောကျသွားခဲ့တယ်မိန်းကလေးကအလွန်အမင်းလှပနေတာကြောင့်နန်းတော်ထဲမှာတကယ်ပဲငြိမ်ငြိမ်သက်သက်နေပြီးပန်းစီကန်တယောက်ပဲလုံးမလားနောက်မှာမိန်းကလေးပုံကံမှာကိုတားဆီးဖို့အတွက်သူ့ကိုနှလုံးသားကိုကြွေမွားစေမဲ့အစိတ်ကိုအတင်းမျိုးချခိုင်းခဲ့ပါအဲ့ဒီနောက်အစီခံတွေကိုသူ့ကိုအဝတ်စားလဲဖို့ခေါ်သွားခိုင်းခဲ့တယ်။အဝတ်စားလဲပြီးရင်တော့သူတို့ရဲ့သွေးကြွေးကိုပေးဆက်ရမယ့်အချိန်ပဲပြီးတော့မင်းသမီးကမိဖုရားကြီးကိုငွေတစ်ခွပန်းဆက်တဖို့အတွက်သူ့ကိုနန်းတော်ထဲခေါ်သွားခဲ့ပါတယ်။မိဖုရားကြီးကတစ်ခွပန်းကိုအရန်သဘောကျပြီးမိန်းကလေးရဲ့စိုက်ပျိုးမှုစွမ်းရည်ကိုချီးကျူးခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်တွေကမင်းသမီးရဲ့ခင်ပွန်းသူ့ကိုလက်ဆောင်ပေးခဲ့တဲ့အလှပတစ်ခွပန်းနဲ့နှိုင်းယှဉ်နိုင်တယ်လို့ပြောခဲ့ပါတယ်။မင်းသမီးခင်ပွန်းရဲ့အဲ့ဒီလိုအပြုတ်မှုကြောင့်ပဲသူကိုညီရဲ့လင်းသားဖြစ်ငါရွေးချယ်ပေးခဲ့တာဒါကိုကြားလိုက်ရတဲ့အခါမင်းကလေးရဲ့ရင်ထဲမှာနာကျင်မှုလှိုင်းလုံးကြီးတစ်ခုခံစားလိုက်ရပါတယ်မင်းသမီးကအလှပတစ်ခွပန်းကိုမမြင်ရတာကြားပြီးဖြစ်ကြောင်းပြောဆိုတဲ့အတွက်မိဖုရားကြီးကအစီခံတွေကိုအဲ့ဒီပန်းကိုယူလာဖို့အမိန့်ပေးခဲ့ပါတယ်ပြီးတော့မင်းကလေးကိုကျွမ်းကျင်သူတယောက်အနေနဲ့သူ့ရဲ့အလှပတစ်ခွပန်းအပေါ်သုံးသက်ချက်ပေးဖို့ခွင့်ရေးယူခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမင်းကလေးဟာနှလုံးခုန်တန်တစ်ခုကိုကြားလိုက်ရပါတယ်အိုမေမေ